တဲ့အကြောင်းကိုအခန်းငယ်9မှာဆက်ဖတ်တဲ့အခါစိတ်ဝင်စားစရာသိကောင်းတယ်အဲ့နဂါးနဲ့အဲ့နဂါးကဘာမှရှိလဲဆိုတော့ကျမ်းစာအရာကောင်းကင်မှာရှိတယ်ဆိုတာတွေ့ရတယ်။ကြောင့်စာတန်ကိုကျွန်တော်တို့ကမြေကြီးမှာရှိတယ်လို့ထင်တယ်မဟုတ်စာတန်ကမြေကြီးမှာမဟုတ်စာတန်အဓိကရှိတဲ့နေရာဒီ second heaven လို့ပြောတယ်အာကာသကောင်းကင်တကူအစိုးရတော်မင်းတဲ့စာတန်ကိုအေဖတ်အခန်းကြီး2အငယ်2ပါ။ကြောင့်စာတန်ဘာမှရှိတယ်အာကာသကောင်းကင်မှာရှိတယ်။အဲ့တော့အာကာသကောင်းကင်မှာတရက်လဲကြာကိုတိုက်ပွဲဖြစ်တယ်အဲ့တိုက်ပွဲကမိခေလာနဲ့ကောင်းကင်တမန်တွေနဲ့စာတန်နဲ့စာတန်ရဲ့ကောင်းကင်တမန်တွေနှစ်ဖွဲ့ပါဖြစ်တယ်တိုက်ပွဲချတယ်။ဘယ်နေရာမှာတိုက်လဲဆိုတော့အာကာသကောင်းကင်လို့ပြောတဲ့ဒုတိယကောင်းကင်မှာတိုက်ပွဲဖြစ်တယ်။အဲ့တိုက်ပွဲဖြစ်မဲ့အချိန်ကဘယ်တော့လဲဆိုရင်ဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်မှာဖြစ်မှာအဲ့တိုက်ပွဲကကောင်းကင်မှာအရင်တိုက်ပွဲဖြစ်မှာအဲ့တိုက်ပွဲကိုကျွန်တော်ဖတ်စေချင်တယ်အခန်းကြီး7အငယ်9ပါနော်အတူတူကဖတ်ရအောင်။ကောင်းကင်၌စစ်ဖြစ်၍စစ်ဖြစ်၏မိခေလာနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏နဂါးနှင့်သူ၏တမန်တို့သည်စစ်တိုက်၍မနိုင်ကြကောင်းကင်၌လည်းသူတို့နေစရာမရှိဘယ်သူစစ်ရှုံးလဲအဲ့စစ်ပွဲမှာမိခေလာနဲ့ စာတန်နဲ့သူရဲ့ကောင်းကင်တမန်တွေဟာမိခေလာနဲ့ကောင်းကင်တမန်တွေကိုစစ်ရှုံးသွားတယ်စာတန်ရဲ့ falling angel ပေါ့ကြာဆင်းတဲ့ကောင်းကင်တမန်တွေနဲ့ဖျားသခင်ရဲ့စစ်တပ်ခေါင်းဆောင်မိခေလာနဲ့သူ့ရဲ့စစ်တပ်တွေကိုစစ်တိုက်လိုက်တဲ့အချိန်မှာဘယ်သူစစ်ရှုံးလဲဆိုတော့စာတန်စစ်ရှုံးတယ်နဂါးစစ်ရှုံးသွားတယ်အဲ့နဂါးစစ်ရှုံးတဲ့အချိန်ကောင်းကင်မှာနေစရာနေရာမရှိတော့ဘူးဘယ်ရောက်လာလဲဆိုမြေကြီးပေါ်ကျလာကြောင့်စာတန်တရက်ကြရင်ကောင်းကင်ကနေပြီးမြေကြီးပေါ်ကျလာမယ်တရက်ရှိလိုက်မယ်အဲ့တော့အဲ့ကာလကဘယ်တော့လဲဆိုရင်ဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်ကွက်တိမှာကျလာလိမ့်မယ်ဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်ကွက်တိမှာမြေကြီးပေါ်သူပြုတ်ကျလိမ့်မယ်ဗျာဒိကျမ်းကိုလေ့လာတဲ့သူတယောက်အနေနဲ့ဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်ဒီဘယ်ကစလဲဆိုတော့ဗျာဒိ7နှစ်ကနေစဘာကြောင့်လဲဆိုတော့စာတန်မြေကြီးပေါ်ပြုတ်ကျလာတယ်စာတန်အာကာသကောင်းကင်မှာနေလို့မရတော့ဘူးစာတန်မြေကြီးမှာလာပြီးတော့လှုပ်ရှားတော့တယ်သူ့ရဲ့အကြောင်းကျွန်တော်တို့ဆက်ပြီးတော့ဖတ်သွားမယ်ဗျာဒိတ်အခန်းကြီး7အခန်းငယ်9ကနေပြီးတော့9အထိကျွန်တော်အတူတူဖတ်မယ်အငယ်10ကိုစဖတ်မယ်ထိုအခါဤလောကတနိုင်ငံလုံးလှည့်ပြားပြီးမာနတ်စာတန်အမည်ရှိသောရှေးမွေဟောင်းတီးဟူသောနဂါးကြီးကိုသူနှင့်အတူသူ၏တမန်တော်တို့ကို၎င်းမြေကြီးသို့ချလိုက်ကြ၏ကောင်းကင်ဘုံ၌ကြီးသောအတန်ကယခုမှကယ်တင်ခြင်းဖြစ်၏တကူတော်လည်းဖြစ်၏နော်တရားလို့ကျွန်တော်ဆက်မဖတ်တော့ဘာဖြစ်လဲစာတန်မြေကြီးပေါ်ကိုပြုတ်ကျလာတယ်အမြေကြီးပေါ်ပြုတ်ကျပြီးနောက်ပိုင်းမှာအခန်းငယ်7ကိုကြည့်ရအောင်ထို့ကြောင့်ကောင်းကင်နှင့်ကောင်းကင်သားတို့ရွှင်လန်းကြလော့မြေကြီးနှင့်ပင်လယ်သည်အမင်္ဂလာရှိအကြောင်းမူကားမာနတ်သည်မိမိကာလတခဏသာရှိသည်ကိုသိ၍ပြင်းစွာသောဒေါသအမျက်နှင့်တကွသင်တို့ရှိရာသို့ဆင်းလေပြီဟုဆိုကြသည်ကိုငါကြား၏မြေကြီးနဲ့ပင်လယ်ကအမင်္ဂလာရှိတယ်ဘာဖြစ်လို့လဲဆိုတော့စာတန်ပြုတ်ကျလာလို့ကြောက်မက်ဖွယ်သောနေ့ရက်ကြီးကစာတန်ပြုတ်ကျလာတဲ့နေ့မှာစပြီကောင်းငင်ကပြုတ်ကျမှာမဟုတ်ဘူးနော်ဒုတိယကောင်းငင်ကနေပြုတ်ကျလာဖျားသခင်ရှိတဲ့တတိယကောင်းကင်ကနေပြုတ်ကျတာမဟုတ်ဘူးစာတန်နှစ်ပေါင်းများစွာကြီးစိုးခဲ့တဲ့အာကာသကောင်းကင်ကနေပြုတ်ကျလာတာမြေကြီးပေါ်အဲ့စာတန်မြေကြီးပေါ်ကိုပြုတ်ကျလာတဲ့အချိန်မှာဘာဖြစ်တော့မလဲဆိုမြေကြီးပေါ်မှာဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်တဝက်အစာပြုတ်ပြီဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်မှာစာတန်ပြုတ်ကျတယ်မြေကြီးပေါ်စာတန်ကဘာဖြစ်ပြီလဲဆိုတော့သူ့ရဲ့ကာလခဏပဲကြာတော့ဘာလို့ခဏလဲ3နှစ်ခွဲစာတန်တစ်လုံးလုတ်ခဲ့သမျှဒီမြေကြီးပေါ်ပြုတ်ကျတဲ့နေရာစာပြီး तू อ่ะတက်လုံးလုတ်ခဲ့တာထက်ပိုပြီးစိတ်ဆိုးလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ तू အခွင့်အာဏာရမယ့်အချိန် तू လှုပ်ရှားမယ့်အချိန်ကအကြာကြီးမရှိတော့ဘူးခဏလေးပဲကြံတော့တယ်တဲ့ဘာလဲ3နှစ်ခွဲပဲအချိန်ရတော့မယ်ဒါကြောင့် तू ဟာလူတွေများစွာဒုက္ခပေးတော့တာပဲကြောင့်ဘေးဒဏ်ကြီး9နှစ်မှာနောက်ဆုံး3နှစ်ခွဲကအကျဉ်းဆုံးပဲဘာကြောင့်လဲဆိုစာတန်ဒေါသထွက်သွားလို့နဂါးဒေါသထွက်သွားလို့เนาะအခန်းငယ်ကျွန်တော်ဆက်ပြီးတော့ကြည့်မယ်ဆိုရင်အခန်းငယ်18ကိုကြည့်မယ်เนาะအခန်းငယ်18ကိုကြည့်မယ်အခန်းငယ်16မှာဘာရေးထားလဲဆိုရင်နဂါးသည်မိန်းမကိုအညှိုးထား၏ဘုရားသခင်၏ပြည့်ညတ်တော်တို့ကျင့်၍ယေရှု၏တသက်ခံတော်မူချက်ကိုဆွဲလန်းသောသူတို့သောထိုမိန်းမ၌ကျွင်းသောအမျိုးအနွယ်ကိုစစ်တိုက်ခြင်းကသွား၏စာတန်ဘာလို့တော့မလဲဆိုတော့ဣသရေလလူမျိုးတွေ1,440,000ကဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်မှာကောင်းကင်ပါသွားပြီထီဆောင်ခြင်း1,440,000ကနေပြီးကြံကျွင်းတဲ့ဣသရေလလူမျိုးတွေအများကြီးကြံသေးတယ်အဲ့ဒီကြံကျွင်းတဲ့ဂျူးလူမျိုးဒီဣသရေလတွေကိုစစ်တိုက်ဖို့အတွက်စာတန်ဘာလို့တော့မလဲဆိုတော့တဲ့စစ်တိုက်ဖို့အတွက်သွားတယ်တဲ့ကြံကျွင်းတဲ့ဣသရေလတွေကိုအကြောင်းဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်မှာဘာဖြစ်မလဲဆိုတော့ယေရုရှလင်မှာတိုက်ပွဲဖြစ်လိမ့်မယ်ယေရုရှလင်မှာတိုက်ပွဲဖြစ်လိမ့်မယ်ဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်မှာယေရုရှလင်မှာတိုက်ပွဲဖြစ်မယ်အဲ့တိုက်ပွဲကိုဘယ်သူစစ်ချီလာမလဲဆိုတော့အန်တီခရစ်ကစစ်ချီလာလိမ့်မယ်
နော်ကျွန်တော် anti Christ နဲ့ပတ်သက်တဲ့အကြောင်းလေးကိုကျွန်တော်နည်းနည်းကြည့်ရအောင်ဗျာဒိတ်အခန်းကြီး73အငယ်1ကနေ4မှာဗျာဒိတ်73အခန်းငယ်1ကနေပြီး4မှာပင်လယ်နား၌တဲပေါ်မှာငါရက်၍တားရဲတကောင်သည်ခေါင်း9လုံးဂျိုး10ချောင်းနှင့်တကွဂျိုးပေါ်၌တရဖူ10စုကိုစောင်းလျက်ခေါင်းပေါ်၌လည်းဖျားသခင်၏အတရေတော်ကိုရှုံချသောနာမရှိလျက်ပင်လယ်ထဲကတက်သည်ကိုငါမြင်၏ထို့သောငါမြင်သောတားရဲသည်ကျတဲ့နှင့်တူ၏သူ၏ခြေသည်ဝန်ခြေကဲ့သို့ဖြစ်၏သူ၏နှုတ်သည်လည်းချင်းသိနှုတ်ကဲ့သို့ဖြစ်၏နဂါးသည်မိမိတကိုယ်နှင့်မိမိပလင်ကိုကြီးစွာသောအာနာဇက်ကို၎င်းတားရဲကိုအပ်ပေးတယ်ဘယ်သူတက်လာမလဲဆိုတော့ပင်လယ်ထဲကနေတားရဲတစ်ကောင်တက်လာမယ်အဲ့တားရဲသည် anti Christ ဖြစ်တယ်အဲ့လိုပြောလို့ anti Christ ကပင်လယ်ထဲကလာမှာမဟုတ်ပါဘူး anti Christ ကတော့လူပါပဲအမေလူရဲ့အထဲကိုဒီတားရဲဆိုတဲ့နတ်ဆိုးကဝင်သွားမှာဒါပေမဲ့ तू ကလူကိုတော့မရှိညွန်ကျန်းစာကတော့တားရဲကိုအဓိကရှိညွန်တယ်အော်ဒီတားရဲဒီနတ်ဆိုးဖြစ်တယ်ဒီနတ်ဆိုးဒီနောက်ဆုံးသောကာလမှာပါမယ်အာနာရှင်တရားရောက်တယ်ဝင်လိမ့်မယ်အဲ့ဒီအာနာရှင်ကဘယ်နိုင်ငံနေနဲ့ပတ်သက်မယ်လဲဆိုတော့ဒီကျမ်းစာမှာရေးထားပြီးတယ်တားရဲကလည်းစက်သိနဲ့တူတယ်တဲ့အငယ်နှစ်မှာပြီးတော့သူ့ရဲ့ခြေထောက်ကဝန်ခြေထောက်ဖြစ်တယ်သူ့ရဲ့နှုတ်ကလည်းချင်းသိနှုတ်ရှိတယ်ဒါကတော့ကျွန်တော်သင်ခန်းစာ subject တစ်ခုပေါ့တတ်တစ်ခုเนาะဒါကိုအသေးစိတ်သင်မယ်ဆိုကျွန်တော်တို့အချိန်မရအောင်စက်သိရဲ့ချင်းသိရဲ့ဝန်ရဲ့ကပေါင်းလာတာဒီဒါအတိတ်က empire ကြီးတွေနဲ့ပတ်သက်ပြီးပြောနေတာဝန်ဆိုတာဒါအားလုံးသိတယ် Persia Iran စက်သိဆိုတာအားလုံးသိတယ် Greek ဝန်ဆိုတာချင်းသိဆိုတာက Babylonဒါအတိတ်က empire ကြီးတွေဒီ empire ကြီးတွေပေါင်းပြီးတော့ပြန်ပေါ်လာမယ်တဲ့ဒါဆိုရင်ဒီ empire ကြီးတွေတစ်ချိန်ကကြီးစိုးခဲ့တဲ့နယ်တွေကိုလွှမ်းမိုးတဲ့ဩဇာအာဏာရှိတဲ့ခေါင်းဆောင်တစ်ယောက်ကပေါ်လာလိမ့်မယ်ဒါဒီ empire တွေအားလုံးကတော့ Middle East နဲ့ပတ်သက်မှုရှိတယ်ဘာဖြစ်လို့ဆိုတော့ Alexander the Greek empire ရဲ့ခေါင်းဆောင်လည်းတစ်ချိန်ကဘာဘူးလုံကနေအုပ်စိုးခဲ့တာပါရှားရှင်ဘုရင်လည်းဘာဘူးလုံကအုပ်စိုးခဲ့တယ်နေဘုခဒ်နေဇာလည်းဘာဘူးလုံကပဲအုပ်စိုးခဲ့တာဆိုဘာဘူးလုံဒီ anti Christ က အဓိကအုပ်ချုပ်မဲ့ဌာနချုပ်ဖြစ်လိမ့်မယ် headquarter ဖြစ်လိမ့်မယ်ဒီ headquarter ကနေပြီးတော့ဒီ anti Christ ကပေါ်လာလိမ့်မယ်ဘာဘလုံဆိုတာ Iraq ပဲဟောဒါတော့အသေးစိတ်ကျွန်တော်တို့ဒီသင်ခန်းစာမှာမရှင်းတော့ဘူးဒီဘာဘလုံဆိုတဲ့ဒီ Iraq ကနေပြီးတော့အဲ့လိုပြောလို့ Iraq လူမျိုးလည်းဖြစ်မယ်တခြားလူမျိုးလည်းဖြစ်မယ်အကျဉ်းသေးတာတခုကတော့ဒီ Middle East တစ်ချမ်းလုံးကိုဩဇာအာဏာနဲ့ကြီးစိုးနိုင်တဲ့လူတစ်ယောက်ပေါ်လာလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်ဒီဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်မှာစာတန်ကဒီတားရဲကိုမလုပ်လဲဆိုတော့ဩဇာအာဏာအားလုံးတကူအားလုံးကိုတဲ့စာတန်ကတဲ့ဒီတားရဲကိုအပ်လိုက်တယ်ဒါဆို anti Christ ကိုဘယ်သူကပါဝါပေးလိုက်လဲဆိုတော့စာတန်ကပါဝါပေးလိုက်တယ်အဲတော့ anti Christ ကဘေးဒဏ်ကြီး9နှစ်ရဲ့နောက်ဆုံး3နှစ်ခွဲမှာပါဝါအရင်ကြီးရတယ်စာတန်ကသူ့ကိုအာဏာအကုန်အပ်လိုက်လို့အဓိကအညှိုးထားမှာစာတန်အညှိုးထားဘာလို့လဲ Israel လူမျိုးဖြစ်တဲ့အတွက်ဒီတားရဲကဘယ်ကိုစစ်ချီလာမလဲဆိုလို့ရှိရင်ဣသရေလနိုင်ငံဖြစ်တဲ့ယေရုရှလင်ကိုသူစစ်ချီလာလိမ့်မယ်ဒီစစ်ပွဲနဲ့ပတ်သက်ပြီးဆက်လက်ပြီးတော့ကျွန်တော်ကျမ်းစာနောက်တစ်ပိုက်ကိုဖတ်ချင်တယ်ဒံယေလအခန်းကြီး7အငယ်1နှစ်မှာနော်ထိုကာလ၌တင့်အမျိုးသားချင်းတို့၏အမှုကိုစောင့်သောအရှင်မင်းကြီးမိခေလာသည်ပေါ်လာလိမ့်မည်လူမျိုးတစ်စုံတစ်မျိုးများမရှိကာလမှစ၍ထိုကာလတိုင်အောင်မဖြစ်စဘူးသောဆင်းရဲဒုက္ခသည်ရောက်လိမ့်မည်ဒါဘေးအချိန်နဲ့မိခေလာပေါ်လာတဲ့အချိန်ကခုနကကျွန်တော်တို့ကြည့်ခဲ့တယ်စာတန်နဲ့မိခေလာစစ်ပွဲဖြစ်တယ်အဲ့ဒါအဲ့အချိန်တပုံအတူတူပဲဒံယေလအခန်းကြီး7အငယ်1နဲ့ဗျာဒိတ်အခန်းကြီး7အငယ်9ကအတူတူပဲဘယ်သူလာလဲဆိုတော့မိခေလာစစ်တိုက်တာမိခေလာအစ္စရေးလူမျိုးတွေရဲ့တာဝန်ခံဖြစ်တယ်အဲ့မှာသူကောင်းကင်မှာစစ်တိုက်တဲ့အချိန်မှာစာတန်ရှုံးသွားပြီးစာတန်ပြုတ်ကြတယ်ဒါကြောင့်ဘာရောက်လာမလဲဆိုတော့မဖြစ်စဖူးသောတဲ့လူမျိုးတစ်စုံတစ်ခုမျှဖြစ်ဒီကာလမှာစပြီးထိုကာလတိုင်အောင်မဖြစ်စဖူးသောအလွန်ကြီးတဲ့ဆင်းရဲဒုက္ခကြီးရောက်လာပဲအဲ့ဒါဘာလဲ Great Tribulationဘေးဒဏ်ကြီး9နှစ်ရဲ့ဒုတိယအပိုင်းဖြစ်တဲ့အလွန်ကြီးတဲ့ဆင်းရဲဒုက္ခစာတန်ပြုတ်ကြလာပြီအဲ့ကမှာပဲထိုကာလ၌စာဆောင်၌စင်းမဝင်ကြသောသင်အမျိုးသားချင်းတို့သည်ကယ်လွတ်ခြင်းသို့ရောက်ကြလိမ့်မည်စည်ရင်ဝင်သမျှသောသင်အမျိုးသားချင်းတို့သည်ကယ်လွတ်ခြင်းကိုခံရလိမ့်မည်အငယ်နှစ်မှာထိုကာလ၌မြေမှုန့်၌အိပ်ပျော်သောသူတို့သည်နိုးကြလိမ့်မည်အချို့တို့ကထာဝရအသက်ရှင်ခြင်းနှင့်၎င်းအချို့တို့ကရှက်ကြောက်ခြင်းထာဝရအသေးရပြတ်ခြင်းနှင့်၎င်းနိုးကြလိမ့်မည်เนาะကျွန်တော်ဒီအထိပဲကြည့်မယ်ဘေးဒဏ်ကြီးရဲ့တဝက်ဖြစ်တယ်ဒါနောက်ဆုံး3နှစ်ခွဲပဲကြံမယ်အဲ့တော့မှာဘယ်သူဆင်းလာလဲဆိုလို့ရှိရင်စာတန်ဆင်းလာတဲ့အတွက် anti Christ လည်းပေါ်လာပြီ anti Christ ကိုဘယ်သူပါဝါပေးမလဲစာတန်ကပါဝါပေးမှာစာတန်ပါဝါပေးမှာเนาะကျွန်တော်ကျမ်းစာနောက်ထပ်တပိုက်ကိုတစ်ချက်ကြည့်စေချင်တယ်ဗျာဒိတ်ခန်းကြီး73မှာပြန်သွားရအောင်အငယ်7 7မှာဗျာဒိတ်73အငယ်7 7မှာအခြားသောတားရဲတကောင်သည်တိုးတငယ်၏ဂျိုနှင့်တူသောဂျိုနှချောင်းရှိ၍
နဂါးကဲ့သို့စကားပြောလျက်မြေကြီးတွေကထွက်လာသည်ကိုငါမြင်၏တားရဲကနှစ်ကောင်ရှိတယ်တစ်ကောင်ကတော့ antichrist အခုကနောက်တစ်ကောင်ထပ်လာတယ်ဒုတိယတားရဲတစ်ကောင်ကတော့မိစ္ဆာ prophet လို့ကျွန်တော်သတ်မှတ်တယ်နော် antichrist နဲ့မိစ္ဆာ prophet အဒီမှာဘာလို့ကျွန်တော်က antichrist နဲ့မိစ္ဆာ prophet လို့သတ်မှတ်လဲဆိုတော့နောက်ပိုင်းတွေကိုကြည့်ရင်တော့ဗျာဒိတ်ကျမ်းကိုတောက်လျှောက်ဖတ်သွားရင်ကျွန်တော်တို့ဒါကိုသဘောပေါက်သွားလိမ့် prophet အတူပေါ့ယေရှုရဲ့အရာကိုဆောင်တဲ့ prophet လို့သတ်မှတ်မယ်ပထမသားရဲကတော့ antichrist ဒုတိယသားရဲကတော့ယေရှုရဲ့အရာကိုဆောင်တဲ့မိစ္ဆာ prophet ဒုတိယသားရဲကတဲ့ဘေးကိုပထမသားရဲကိုဘာလို့မဆိုတော့ကူညီမှာတဲ့ကျွန်တော်မိစ္ဆာ prophet ဒီပထမသားရဲဖြစ်တဲ့ antichrist ကိုသူဘာလုပ်လိမ့်မယ်ဆိုတော့ကူညီလိမ့်မယ် antichrist ကတော့တကယ်ကိုအစွန်းရောက်လိမ့်မယ်သူဟာလူတွေကိုခေါင်းဖြတ်တက်လိမ့်မယ်မပြောင်းလဲဘူးသူ့ရဲ့ဒီနေ့သူ့ရဲ့ဩဝါဒသူ့ရဲ့ခံယူချက်နောက်ကိုမလိုက်တဲ့သူတွေအားလုံးသူခေါင်းဖြတ်ပါအမေမိစ္ဆာ prophet ကတော့အဲ့ဒီ antichrist ကို support လုပ်မှာသူက support လုပ်မှာသူကဂျိုးနှချောင်းနဲ့တာရဲဖြစ်တယ်သူကတိုးဖြစ်တယ်တိုးလို့ပြောတဲ့ Christian တွေကလာလိမ့်မယ်နော်တိုးလို့ပြောတဲ့အတွက် Christian တွေကလာလိမ့်မယ် religions နှစ်ခုကိုပေါင်းလိုက်တာလည်းဖြစ်နိုင်တယ်အခုကမ္ဘာမှာလည်းအချို့တော့ဘာသာရေးခေါင်းဆောင်ကဘာသာနှစ်ခုကိုပေါင်းပြီးတော့ one world religion ဆိုပြီးတော့စပြီးတော့သူတို့စပြီးတော့အပေးယူလုပ်ကြပြီသူတို့ညှိနှိုင်းကြတယ်ညှိနှိုင်းလို့အတီးပြုတ်ပလိုက်ပြီတော့ဒီဟာကတော့ကျွန်တော်လည်းချို့တော့စကလုံးတွေကိုကျွန်တော်ဒီ public မှာเนาะကျွန်တော်တို့ပြောလို့မကောင်းတဲ့အတွက်တဲ့ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့ဒီဒုတိယသားရဲကပထမသားရဲဖြစ်တဲ့ antichrist ကိုသူကဘာလုပ်မလဲ antichrist เนาะကျွန်တော်တို့ antichrist လို့လည်းခေါ်မယ် antichrist ပေါ့เนาะမြန်မာလို့ဆိုရင်တော့ Christ အင်္ဂလိပ်လို့ဆိုရင်တော့ antichrist အဒီ antichrist ကိုသူဘာလုပ်မလဲဆိုတော့အဓိကသူ support လုပ်မှာကူညီမှာဒီ antichrist ရဲ့အဓိပ္ပာယ်ကဘာလဲခရစ်တော်ကိုဆန့်ကျင်တော်သူခရစ်တော်ကိုဆန့်ကျင်တော်သူဒီမှာအခုဘာဖြစ်တော့လဲဆိုတော့ဒီဒုတိယသားရဲကပေါ်လာမယ်တဲ့ပေါ်လာရင်ဘာဆက်လုပ်မလဲเนาะကျွန်တော်တို့ဆက်လက်ပြီးတော့ထောက်လျှောက်เนาะဆက်ဖတ်သွားအောင်အခန်းငယ်7ကိုဆက်ကြည့်အောင်ထိုသားရဲသည်သူ့အရင်ဖြစ်သောပထမသားရဲအာနာဇက်ရှိသည်များကိုသုံးဆွဲ၏တေစီတက်သောဒဏ်ချက်ပြောက်ခဲ့ပြီးတော့ပထမသားရဲကိုမြေကြီးမှစ၍မြေကြီးသားတို့သည်ကိုးကွယ်စေခြင်းကပြု၏ပထမသားရဲရဲ့ကိုးကွယ်မှုယုံကြည်မှုနောက်ကိုလိုက်ဖို့အတွက်ဒုတိယသားရဲကကူညီမှာတဲ့ဒါကြောင့်အခုလက်ရှိဘာသာနှစ်ခုပေါင်းမယ်ဆိုတဲ့ one world religions ဒီသားရဲနှစ်ကောင်နဲ့အများကြီးတိုက်ဆိုင်မှုရှိနိုင်တယ်နော်တိုက်ဆိုင်မှုရှိနိုင်တယ်ဘာဖြစ်လို့ဆိုတော့တယောက်ရဲ့ကိုးကွယ်မှုကိုနောက်တစ်ယောက်ကဘာလုပ်မလဲဆိုတော့အဲ့ကိုးကွယ်မှုနောက်ကိုလိုက်ဖို့အတွက်လူတွေကိုတွန်းအားပေးမယ်လူတွေကိုတွန်းအားပေးမယ်နော်ဒါကတော့ကျွန်တော်အတိအကျတော့ဟုတ်လိမ့်မယ်လို့ကျွန်တော်အတိမပြုတ်ပေးနိုင်ဘူးဒါပေမဲ့ဒါနှုတ်ကပတ်တော်ခံယူတဲ့သူကနေပြီးတော့ပဲကိုယ်တိုင်ဒါဆုံးဖြတ်ချက်ချပြီးခံယူလို့ရတယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါဒါပေမဲ့ကျွန်တော်တို့ကဘာလဲဆိုတော့ကျမ်းစာရဲ့ prophecy တွေပြည့်စုံလာတဲ့ပုံစံလေးတွေကိုတော့ကျွန်တော်ချပြခြင်းတယ်အခန်းငယ်ဘယ်လောက်မှလဲဆိုတော့အခန်းငယ်73မှာကြီးစွာသောနမိတ်လက္ခဏာကိုလည်းပြပြီးလူတို့မျက်မှောက်၌ကောင်းကင်ကမြေကြီးပေါ်သို့မီးကိုဆင်းစေ၏နော်အခန်းငယ်ဘယ်လောက်ကိုဆက်သွားမလဲဆိုတော့အခန်းငယ်16ကိုဆက်သွားမယ်ငွေရတတ်သောသူဆင်းရဲသောသူကျွန်ခံရသောသူလွတ်သောသူအကြီးငယ်ရှိသမျှတို့သည်လက်ရလက်၌ဖြစ်စေနှစ်ဖူး၌ဖြစ်စေတစိမ့်လက်မှတ်ကိုခံစေခြင်းက၎င်းထိုတစိမ့်လက်မှတ်တည်းဟူသောသားရဲ့ဤနာမဖြစ်စေနာမ၏အရေးအတွက်ဖြစ်စေတခုခုကိုမခံသောသူတယောက်မျှမယောင်းဝယ်စေခြင်းက၎င်းစီရင်၏ဤအရာ၌ပညာရှိ၏ဉာဏ်ရှိသောသူလည်းသားရဲ့ဤအရေးအတွက်ကိုရေတွက်စေလူဤအရေးအတွက်ဖြစ်၏666လည်းဖြစ်၏တဲ့နော်ဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်မှာဘာပေါ်လာမလဲဆိုရင်666လို့ပြောတဲ့ခန္ဓာကိုယ်ရဲ့အထဲကိုထည့်တဲ့ဈေးဝယ်ရင်အဲ့ဒီအထဲကိုထည့်ထားတဲ့နီးစနစ်နဲ့ပဲဝယ်လို့ရတယ်အဲ့ဒီခန္ဓာကိုယ်ထဲကိုမထည့်ထားရင်ဈေးဝယ်လို့မရအောင်ဘယ်အချိန်မှာဖြစ်မှာလဲဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်မှာဒုတိယသားရဲ့အုပ်ချုပ်မဲ့ဒုတိယသားရဲ့ကဥဆောင်ပြီးတော့လူအများကိုလှည့်ပြားမဲ့ကာလမှာဒုတိယသားရဲ့ဆိုတာဒါမိစ္ဆာ prophet ကျွန်တော်ပြောတယ်မိစ္ဆာ prophet လို့ပြောတဲ့အတွက်သူဟာနိုင်ငံရေးတွေကလာမှာမဟုတ်ဘူးနိုင်ငံရေးနဲ့လည်းပတ်သက်မှုရှိမှာပါဒါပေမဲ့ तू ကအဓိကဘာသာရေးကနေလာမှာဘာလို့ဆိုတော့ဒါကြောင့်မိစ္ဆာ prophet လို့သုံးတာ religions နဲ့အများကြီး तू ကပတ်သက်မှုရှိလိမ့်မယ်ဒါပေမဲ့ तू ဟာအတုအယောင်ဖြစ်တယ်သူ့ကို तू ခရစ်တော်ဆိုပြီး तू ကကြေညာလိမ့်မယ်ငါယေရှုပဲလို့ तू ပြောလိမ့်မယ်အဲကြောင့်ယေရှုကလည်းပြောတယ် तू ပြန်ကြွလာကန်ဒီနေ့ရက်မှာဘေးဒဏ်ကြီး9နှစ်ရက်အလဲမှာမာသဲအခန်းကြီး24ကိုကျွန်တော်တို့ကြည့်ရင်တွေ့ရတယ်အငယ်15ကနေစဖတ်သွားမယ်ဆိုတောက်လျှောက်ဖတ်ကြည့်ယေရှုကဘေးဒဏ်ကြီး9နှစ်ရဲ့အလဲမှာဖြစ်မဲ့အကြောင်းတွေကိုပြောပြတယ်အဲ့မှာယေရှုအတုပေါ်လာမယ်
အဲ့တော့လူတွေတော်တော်များများအော်ငါတို့မေရှိယကြွလာပြီဆိုပြီးတော့သူပြောတဲ့ဩဝါဒနောက်ကိုလိုက်ပြီးတော့ပထမသားရဲ့ကိုးခွယ်မှုနောက်ကိုလူတွေကလှည့်ပြားခြင်းထဲမှာပါသွားပြီးတော့အကုန်လုံးအလှည့်ပြားခံရလိမ့်မယ်တချို့ကတော့လက်မခံတဲ့သူတွေကတော့ခေါင်းဖြတ်ခံရလိမ့်မယ်တချို့ကဒီဈေးဝယ်မဲ့စနစ်ဖြစ်တဲ့အရာကိုခန္ဓာကိုယ်ထဲမထည့်တဲ့အတွက်လည်းခေါင်းဖြတ်ခံရလိမ့်မယ်ထဲတဲ့သူကတော့ကျန်းစာအရာတော့ဘေးသွားရမလဲဆိုတော့သားရဲ့တစိမ့်ကိုခံတဲ့သူသားရဲကိုကိုးကွယ်တဲ့သူသားရဲနောက်ကိုလိုက်တဲ့သူသားရဲတစိမ့်ကိုခန္ဓာကိုယ်ထဲကိုထဲ့တဲ့သူဒီဘယ်သွားရမလဲဆိုတော့သားရဲနဲ့အတူဘယ်ကိုသွားရမလဲဆိုတော့ထာဝရငရဲမိအိုင်ကိုသွားရမယ်ဒါယုံကြည်သူတွေသိဖို့လိုတယ်အဲ့ဆိုကျွန်တော်တို့နေ့ရက်ကြီးဟာအခု implant microchip ဆိုတဲ့စနစ်နဲ့အရင်နီးကပ်လာတဲ့ခေတ်ဒါတကယ်ပေါ်ရမှာတော့ဘေးတိုင်9နှစ်အလဲမှာပေါ်မှာအဲ့လိုပြောလို့ပေါ်လာတော့အလဲမှာပေါ်လာကျင်းသေးပေမဲ့ကြိုပေါ်ရင်လည်းပေါ်မှာပေါ့ကြိုပေါ်မဲ့အကြောင်းတော့ကျန်းစာမရေးပြအောင်ဒါပေမဲ့ကျန်းစာမှာတော့Antichrist Empire လာအုပ်ချုပ်တဲ့နေ့ရက်မှာတော့ခန္ဓာကိုယ်ထဲမှာ microchip ထည့်ပြီးတော့ဈေးဝယ်တဲ့စနစ်တွေသုံးပြီးအခုကတော့အဲ့ကိုသွားနေပြီတချို့နိုင်ငံတွေမှာလည်းစလုပ်နေပြီလူအရေးအတွက်အနှဲငယ်စသုံးနေပြီလူထောင်ငန်းလောက်စသုံးနေပြီတကမ္ဘာလုံးတော့မသုံးသေးဘူးနိုင်ငံတိုင်းမှာတော့ဒါကိုသုံးဖို့အတွက်အတိမပြုတ်ကြသေးဘူးဒါပေမဲ့ဖြည်းဖြည်းစီတော့စနေပြီအဲ့လိုပြောလို့ဒီနီးပညာတွေကိုတီထွင်တဲ့သူက Antichrist မဟုတ်ပါဘူးဒီနီးပညာကိုတီထွင်တဲ့သူကမိစ္ဆာ prophet လည်းမဟုတ်ပါဘူးသူတို့ကစီးပွားရေးသမားတွေပါသူတို့ကလုပ်ငန်းရှင်တွေပါသူတို့ကတော့သူတို့ရဲ့နီးပညာ ID ကိုသူတို့ကတော့ထွင်ကြမှာပဲဒါပေမဲ့ဒါတွေကိုကျွန်တော်တို့ကြည့်ခြင်းအဖြစ်ဘေးဒဏ်ကြီး9နှစ်ရဲ့အလဲမှာမှဖြစ်မဲ့ကိစ္စတွေကကျွန်တော်တို့လက်ထက်မှာတော့မှနီးကပ်လာပြီဆိုရင်ဒီ system ကတစ်နှစ်အတွင်းမှာတကမ္ဘာလုံးဆိုင်ရာမှာသုံးတာမျိုးဖြစ်လာနိုင်တယ် Antichrist ကဘယ်ကိုလာမလဲဘေးဒဏ်ကြီး9နှစ်ရဲ့အလဲမှာသူ့ရဲ့ဌာနချုပ်ကတော့ဘာဘူးလုံမှာရှိလိမ့်မယ်အဲ့နောက်ဆုံးသောကာလမှာဘာဘူးလုံဆိုတာဟာ Antichrist ကဩဝါဒအောက် Antichrist ကခံယူချက်အောက်မှာလက်ခံတဲ့နိုင်ငံတိုင်းအားလုံးဟာနောက်ဆုံးဘာဘူးလုံလို့နာမည်ပြောင်းလိုက်လိမ့်မယ်အဲ့ဆိုအတိတ်ကဘာဘူးလုံကအင်ပါယာတိတ်ကြီးလို့နေအီရတ်နိုင်ငံတွေကိုပြောတာမဟုတ်ဘူးဒီဘာဘူးလုံရဲ့ influence ကအများကြီးကြီးလို့နေအဲ့တော့ဒီနောက်ဆုံးသောနေ့ရက်မှာဘာဘူးလုံပြန်ပေါ်လာမယ်ဒါကြောင့်လဲတေစီတက်တဲ့ဒဏ်ချက်ပျောက်ပြီးပြန်လာတယ်ဆိုတာဒါပဲဘာဘူးလုံကတစ်ချိန်ကရှိခဲ့တဲ့သားရဲပဲအဲ့သားရဲကတေစီတက်တဲ့ဒဏ်ချက်ပျောက်ပြီးတော့ပြန်ပေါ်လာမယ်အဲ့ဒီသူ့ရဲ့ဌာနချုပ်ကနေပြီးဒီ Antichrist ကဘယ်ကိုပြောင်းလာမလဲဆိုတော့မိစ္ဆာ prophet နဲ့အတူသူဘယ်ကိုရောက်လာမလဲဆိုရင်ယေရုရှလင်ကိုသူတို့ပြောင်းလာလိမ့်မယ်ယေရုရှလင်မှာသူတို့စစ်လာတိုက်လိမ့်မယ်အဲ့စစ်ပွဲနဲ့အကြောင်းကိုဘာမှတွေ့ရလဲဆိုတော့ဇာခရိအနာဂတ်ကျမ်းအခန်းကြီး14အငယ်1နဲ့3မှာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့ကျမ်းပိုက်ကိုတော့မဖတ်တော့ဘဲနဲ့ဗျာဒိတ်အခန်းကြီး17အငယ်9ကိုဖတ်မယ်ဗျာဒိတ်17အငယ်9မှာသူတို့ဒီတက်တည်ခံပြီးသောအခါအနက်ဆုံးသောတွင်းထဲကတက်သောသားရဲသည်သူတို့ကိုစစ်တိုက်၍အောင်လိမ့်မည်အသက်ကိုတက်ပြီးမှဒီမှာဘာပါလဲအနက်ဆုံးသောတွင်းထဲကတက်သောသားရဲသည်ဘယ်သူလာစစ်တိုက်မလဲသူတို့ဆိုတာဒါတက်တည်ခံနှစ်ပါးကိုပြောတာယေရုရှလင်မှာအစ္စရေးလူမျိုးတွေကသူတို့ရဲ့ဗိမာန်တော်ကိုစောက်ပြီးသွားပြီအချို့ scholar တွေရဲ့ခံယူချက်အရာနော်အချို့သောကျမ်းပညာရှိတွေရဲ့ခံယူချက်အရာ Antichrist ယေရုရှလင်ကိုဘယ်အချိန်မှလာမလဲဆိုတော့ယေရုရှလင်ဗိမာန်တော်ရဲ့ဖွင့်ပွဲနေ့သူတို့ဗိမာန်တော်စပြီးတော့ဖွင့်မဲ့နေ့ရစ်ပူဇော်ခြင်းအမှုတွေစပြီးတော့လုပ်တော့မဲ့နေ့သူတို့ဖျားအဲ့မတိုင်ခင်တော့လဲအနှဲငယ်တော့ရှိမှာပေါ့သူတို့ပြင်ဆင်တာတွေဘာတွေပြန်ဆောက်ပြီးအမေတကယ် main သူတို့ရဲ့အဓိကနေကြီးနေမြတ်မှာဂျူးလူမျိုးတွေရဲ့ဗိမာန်တော်ဖွင့်ပွဲနဲ့ပတ်သက်တဲ့နေကြီးနေမြတ်မှာဘယ်သူရောက်လာမလဲဆိုတော့ Antichrist ကစစ်ချီလာလိမ့်မယ်ယေရုရှလင်အဲ့စစ်ချီတဲ့နေ့မှာဘယ်သူတည်မလဲဆိုတော့တက်တည်ခံနှစ်ပါးတည်လိမ့်မယ်ဂျူး prophet နှစ်ပါးတက်တည်ခံနှစ်ပါးအဲ့နေ့မှာတည်သွားလိမ့်မယ်အဲ့တည်သွားနေ့မှာ Antichrist ကစပြီးတော့ဘာလို့ဆိုတော့ဂျူးမှာဒီ prophet နှစ်ယောက်မရှိအားကိုးရမရှိဘာလို့ဆိုတော့သူတို့နှစ်ယောက်ကအဓိကတကိုးပြအဒီ prophet နှစ်ပါးတည်တဲ့နောက်မှာတော့ Antichrist ကယေရုရှလင်မှာဖျားကဲ့သို့သူဟာတဲ့တလောကလုံးရဲ့ဖျားအနေနဲ့သူ့ကိုယ်သူဖျားသခင်ကဲ့သို့ထာဝရဘုရားကိုစန့်ကျင်ဘက်ပြုပြီးတော့သူဟာကမ္ဘာကြီးရဲ့အင်ပါယာကြီးအနေနဲ့ကမ္ဘာမှာသူကြီးစိုးလာလိမ့်မယ်သူနဲ့အတူဘယ်သူပါမလဲမိစ္ဆာ prophet ကသူ့ကိုကောင်းကောင်းကူညီလိမ့်မယ်လူတွေများစွာလှည့်ဖျားခံသူ့ကိုယ်သူယေရှုဆိုပြီးသူကပြောလိမ့်မယ်လူတွေများစွာပထမသားရဲ့ဖြစ်တဲ့ Antichrist ကခံယူချက်နောက်ကိုလိုက်လာ Antichrist ကကိုးကွယ်မှုနောက်ကိုလူတွေကလိုက်ဝါကြလိမ့်မယ်ဘေးဒဏ်ကြီးရဲ့အလဲမှာယုံကြည်သူညီကိုမောင်နှမများကျမ်းစာကပြောတဲ့နေ့ရက်တွေအရန်ကိုနီးကပ်ပြီးပြည့်စုံလာပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ညီကိုမောင်နှမအားလုံးကိုအသက်တာကိုနော်ခရစ်တော်ပြန်ကြွားမဲ့နေ့အတွက်တတိရှိတဲ့ငယ်သားကဲ့သို့
နော်တကယ်ကိုမအိပ်ပဲစောင်းနေငယ်သားကဲတော့လုံလာဝရိယရှိသွားနဲ့ဝိညာဉ်ရေးရမှာတကယ်ကိုစီမီထွန်းပြီးတော့ဝိညာဉ်မီးတောက်ပြီးတော့တကယ်တက်ကြွပြီးဖခင်ရဲ့မျက်မှောက်တော်မှာနေပါဆိုပြီးအရောက်တိုင်းကိုအားပေးရင်းနဲ့ကျွန်တော်ဒီနေ့နှုတ်ကပတ်တော်ကိုညီကုန်းချုပ်ပါတယ်နောက်လာမယ့်သင်ခန်းစာများမှာဒီဘေးဒဏ်ကြီးကာလနဲ့ပတ်သက်ပြီးဆက်လက်ပြီးတော့ကျွန်တော်သင်ကြားသွားပါမယ်အရောက်တိုင်းပေါ်မှာဖျားရှင်